Okay ဒီနေ့ကတော့နိုင်ကြီးနီးရှေ့ဗီဒီယိုကပတ်1လေးတင်ခဲ့တယ်ပတ်2ဗီဒီယိုလေးကိုဆက်တင်ပေးမှာဖြစ်ပါတယ်အဲ့တော့ပတ်2ဗီဒီယိုလေးမှာဆိုရင်အမတို့ဘာပဲပို့လာမလဲဆိုရင်ဒီမှာအပြာရောင်နဲ့ရေးထားတယ် AM PM ဆိုတာလေးပါလာမယ်ပေါ့အဲ့တော့ AM PM ပါရင်ចောင်းသားတွေကအရှိမရေးရမှာလားနောက်မှရေးရမှာလားဆိုပြီးတော့အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့စိတ်မပူပါနဲ့ဒီဗီဒီယိုမှာအားလုံးပြပြပေးသွားပါမယ်အဲ့တော့ AM ဆိုရင် O John လို့ခေါ်တယ် PM ဆိုရင် O Hu လို့ခေါ်တယ်အဲ့တော့ AM နဲ့ PM တွေကိုဒီလိုမျိုးအင်္ဂလိပ်လိုရေးရဲဆိုရင်အနောက်မှာထားပြီးတော့ရေးကြမယ်ထင်တယ်နော်ဒါပေမဲ့ကိုရီးယားမှာကျတော့သူကအရှိမထားပြီးတော့ရေးပါတယ်တဲ့အဲ့တော့ဒီအပေါ်ကဟာတော့အမှပဲမပြောတော့ဘူးဆိုတာရှေ့ဗီဒီယိုမှာအကုန်ပြောခဲ့ပြီးသားမို့လို့နော်အထူတူပါပဲဒါဆိုရင်မတို့ example လေးကြည့်ရအောင်6:56 PM နဲ့ကဲညနေပေါ့နော်အဲ့တော့ဒီ PM ကိုတို့တွေကရှင်းရှင်းလင်းလင်းဖြစ်သွားအောင်အရင်ထိတ်ဆုံးမှာထုတ်ပြီးရေးလိုက်မယ် O Hu ကဲရေးလိုက်ပြီ O Hu တဲ့ညနေပေါ့နော်ပြီးရင်ဒီမှာ6နာရီလာမယ်ရောစောရှိ6နာရီလာမယ်ပြီးရင်56ကိုဒီလိုမျိုးရေးလိုက်တယ်ပေါ့နော်အဲ့ရောတော့ဒီကောင်ဘလို့အတန်ထွက်လဲဆိုရင် O ship U O ship U ဆိုပြီးထွက်တယ်ဒါပေမဲ့အတန်ထွက်စီးမြင့်ပတ်တန်လေးတစ်ခုရှိပါတယ်ဒီလိုမျိုးဘားနဲ့ U နဲ့တွေ့လာတဲ့အခါမှာဘားကိုမပြောင်းမယ် U ကို new ပြောင်းမယ်အဲ့ဒီအတွက်ကြောင့်မို့လို့ O ship U လို့ထွက်လို့မရဘူးဘလို့ထွက်မလဲဆိုနားလေးမှာရေးလိုက်မယ်နော် O ship U O ship U 56번ဆိုပြီးတော့ဖြတ်သွားမယ်ဒါဆိုရင်ညနေ6:56မိနစ်ဒါဆိုရင်ဒီလိုမျိုး56လို့ခေါ်တာကဘယ်အချိန်ခေါ်တာလဲဆို6နဲ့ဆုံးတာအကုန်ခေါ်မယ်16ကစမှာပေါ့နော်16 26အဲ့လိုမျိုးဇက်တိုက်6နဲ့ဆုံးတာအကုန်လုံးကိုခေါ်လို့ရပါတယ်ဒါဆိုရင်ညနေ6:56မိနစ်ဖြစ်သွားတယ်ဒီမှာလည်းတစ်ခေါက်ထပ်ပြောပါမယ်ဒီကောင်လေးရထည့်ကြမလို့ပါဘူးတပိုင်းပြီးသွားပြီဆိုတာမြင်သာအောင်လို့ထည့်ပေးထားတာဖြစ်ပါတယ်Okay ဒါဆိုရင်နောက်တစ်ခုသွားမယ်2:20 AM နဲ့ Okay 2:20 AM ဒီတစ်ခေါက်ကျတော့ तू ကညနေမဟုတ်တော့မနက်ဖြစ်သွားပြီ오전 2시 20분ဖြစ်သွားမယ်အဲ့မနက်2:20 မိနစ်ဆိုပြီးဖြစ်သွားမယ်အဲ့တော့အဲ့မှာရေးတယ်ဒီနာရီတွေမိနစ်တွေအကုန်လုံးကဘာလောက်ကခွဲရေးရမယ်နော်ခွဲရေးရမယ်နော် unit နဲ့ကိန်းဟိုနဲ့ကိန်းကနန်းနဲ့ခွဲရေးရမယ်ဒီလေကောင်ကောင်လေးကလည်းမလိုပါဘူးနောက်တစ်ခုညနေ4:38မိနစ်ဆိုလို့ရှိရင် PM ကိုအရင်ထုတ်ကြည့်မယ်오후 4시 37분ညနေ4:38မိနစ်ဆိုပြီးတော့ဖြစ်သွားမယ်အဲ့တော့ဒီကောင်လေးလည်းထည့်ရေးပေးဖို့မလိုဘူးဒါဆိုရင်ဒီအပိုင်းလေးကိုရလောက်မယ်လို့ထင်ပါတယ်ငယ်မတို့ဒီစက်ဝိုင်းပုံလေးတစ်ချက်အရင်လေ့လာကြည့်အောင်နော်ပီဇာလေးတစ်ချက်လို့မြင်လိုက်ပေါ့ပီဇာလေးတစ်ချက်ကိုတဝက်ဝက်လိုက်မယ်ဆိုလို့ရှိရင်နှစ်ပိုင်းဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးတဝက်ဖြစ်သွားတဲ့ဟာတွေဆိုရင်အမတို့ကဘန်လို့ခေါ်တယ်ဘန်အဲ့တော့နာယီအနေနဲ့စနာကြည့်အောင်နာယီတနာယီကိုတဝက်ဝက်တယ်ဆိုရင်ဘယ်လောက်ရ30မိနစ်ရတယ်လေနော်တနာယီကိုတဝက်ဝက်လိုက်လို့ရှိရင်နာယီဝက်ဖြစ်တယ်30မိနစ်ရတယ်အဲ့တော့မြန်မာမှာလေစဉ်းစားကြည့်ကြည့်မယ်နော်9နာရီဘယ်နာရီထိုးပြီလဲကိုတယောက်ကလာမေး9နာရီ30မိနစ်9နာရီ30မိနစ်ဆိုပြီးတော့အဲ့လိုမျိုးကြီးပြောထားမရှိဘူး9နာရီခွဲဆိုပြီးတော့ပြောကြတယ်အဲ့တော့ဒီမှာလည်းအဲ့လိုပါပဲဒီအောက်က example တွေကupdate မဖြစ်သေးဘူးဖြစ်နေအဲ့တော့ဒီ file လေးကနည်းနည်းလေးပြန်ပြင်ပြလေးလိုသေးတယ် okay အဲ့တော့နာရီဝက်30မိနစ်ကလေးကိုလေ့လာကြည့်အောင်9နာရီ30မိနစ်ကိုရေးကြမယ်9နာရီကိုပြောကြည့်ပါအောင်9နာရီက7ဟုတ်တယ်7시เนาะရှိနဲ့ဒီ irigop နဲ့ခွဲရေးမယ်เนาะပြီးအမှမြင်သာအောင်လို့ဒီကလေးထည့်လိုက်မယ်เนาะရေးရင်တကယ်ရေးမထည့်ရအောင်เนาะ30မိနစ်တယ်ကဲ30မိနစ်ဆိုရင်30분ဆိုပြီးတော့ရေးချလိုက်ရောရှေ့တယ်လीเนาะရှေ့တယ်ရေးရမှာရှေ့တယ်ဒါဆိုရင်အဲ့လိုကြီးမရေးချင်ဘူးခွဲလို့မြန်မာလိုခေါ်သလိုခွဲလို့ရေးချင်တာဒါဆိုရတာပေါ့ဒီ30분ရဲ့အစားမှာဘာလေးထည့်လိုက်တစ်လုံးနဲ့ပဲထည့်လိုက်ရောဘန်7시 반ဆိုရင်9နာရီခွဲဆိုပြီးတော့ဖြစ်သွားရော7시 반 9နာရီခွဲဒါမျိုးလေးဖြစ်သွားပါမယ်အဲ့တော့အဲ့လိုရေးတဲ့ခါကျရင်လေဒီရှေ့က 7နဲ့ရှီနဲ့ကတက်ဒီနောက်ကဘန်းနဲ့တက်နော်မြင်တာလို့လေးချတာပြီဘန်းနဲ့တက်နော်အဲ့လိုမျိုးလေးရေးပေးရမယ်တကယ်လို့များတာဒီမှာ AM နဲ့ PM နဲ့ပါလာတယ်ပေါ့ထားပါတော့မနက်9နာရီခွဲဆိုဒီမှာဘာမှမခတ်ဘူးလေအရှိမအိုးချောင်းလေးထည့်လိုက်ပေါ့ညနေဆိုရင်အိုးဟူလေးထည့်လိုက်ပေါ့ဒါလေးပဲဒီလိုလေးကြည့်တတ်သွားပြီဆိုရင်နာယီကလွယ်လွယ်ကူကူချောချောမွေ့မွေ့နဲ့ကြည့်တတ်သွားပါလိမ့်မယ်ဒီဗီဒီယိုရဲ့အောက်လေးမှာအမ
channel link လေးချပေးထားပါမယ်ဒီ channel link ထဲမှာဒီ file ကနည်းနည်းလေးမှားနေသေးတော့ edit လုပ်ပြီးသား file ကိုပြန်ထည့်ပေးထားပါမယ်အဲ့ file လေးကိုရချင်တဲ့သူတွေက Telegram channel လေးကို join ပြီးတော့ file လေးရယူလို့ရပါတယ်ဒါဆိုရင်ဒီနေ့ရှင်းပြပေးခဲ့တဲ့နိုင်အလွယ်မှတ်နည်းလေးတွေနဲ့ပတ်သက်ပြီးတော့အားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုလေးတွေမှာဒီလိုမျိုးဘူးစုရရကြနဲ့နည်းနည်းရောကြလေးတွေကိုပြန်ရှင်းပြပေးမှာမို့လို့ like and follow လေးလုပ်ပေးထားကြပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်เนาะ